မိဘရွေမှာဆရာရွေမှာစံပြပုဂ္ဂိုလ်ရွေမှာချင်းလူရဲ့လို့ဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့အဖေနဲ့အမေမိခင်နဲ့ဖခင်ဖြစ်တဲ့မိဘကိုတော့သားသမီးတွေအနေနဲ့ရွေးချယ်ခွင့်မရှိပါဘူး။ဒါကြောင့်မိဘတို့ရဲ့စိုးမွေကောင်းမွေကိုသားသမီးတို့အနေနဲ့မလွဲမသွေစံစားခံစားရမှာဖြစ်ပါတယ်။ဆိုးရွားတဲ့မိဘမကောင်းတဲ့မိဘတွေကနေစွန့်ပစ်သွားတဲ့မိဘတွေနဲ့ကြုံတွေ့လာရတဲ့သားသမီးတွေမှာထိုမိဘတွေစိုးမွေကိုခံစားမှာဖြစ်တယ်လို့အင်မတန်စံပြရာဖြစ်ထိုက်တဲ့စံပြရာနဲ့ဥဆောင်ဥရွက်ပြုပြီးတော့သားသမီးတွေပေါ်ချစ်ချင်းမြတ်တာအကျဉ်းတရားတွေနဲ့တေချာကောင်းမွန်ဆုံးဥဆောင်ဥရွက်ပြုပြီးတော့နှွေးထွေးတဲ့မြတ်တာတွေပေးနိုင်တဲ့မိဘနဲ့ကြုံတဲ့သားသမီးတွေမှာတော့ဘဝရဲ့ပျော်ရွှင်မှုကလေးငယ်ဘဝလူငယ်ဘဝကြီးတဲ့အထိမိဘတွေနဲ့တေတပံတတ်တဆုံတိုင်းပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်းနဲ့ဖြတ်တန်းခွင့်ရနိုင်တဲ့ကံလွန်ထူတဲ့သားသမီးတွေလည်းရှိကြတာပါပဲဒါပေမဲ့ဒီနေရာမှာဦးဇင်းပြောချင်တဲ့ဆိုလိုရင်းရွယ်ချက်ကတော့မိဘတွေကိုသားသမီးတွေကရွေးချယ်ခွင့်မရှိဘူးဆိုပေမဲ့သားသမီးတွေမှာမိဘတွေနဲ့ပတ်သက်လို့ပြုလုပ်ဆောင်ရွက်နိုင်တာခြားသောမိမိရဲ့ဆရာသမားတွေစံပြပုဂ္ဂိုလ်တွေနဲ့ပတ်သက်လို့သားသမီးတွေဖြစ်တဲ့မိမိရဲ့ဘဝမှာရွေးချယ်နိုင်စရာအခွင့်အရေးတွေများစွာရှိပါတယ်ရွေးချယ်ဖို့လည်းတင်တယ်လို့ရွေးချယ်ဖို့လည်းအင်မတန်လိုအပ်တယ်လို့ယူဆမိပါတယ်။ဘာကြောင့်လဲဆိုတော့မိဘတွေနဲ့ပတ်သက်ရင်သားသမီးတွေမှာရွေးချယ်ခွင့်မရှိပေမဲ့မိဘတွေကိုတော့သားသမီးတွေအနေနဲ့ကောင်းကောင်းဆိုးဆိုးလက်ခံပြီးတော့ကောင်းကောင်းဆိုးဆိုးမိဘကောင်းမိဘဆိုးဘယ်သူကိုမဆိုသားသမီးတွေကရွေးချယ်မှုမပြုဘဲနဲ့အကောင်းဆုံးနှွေးထွေးကျင်နာတဲ့မေတ္တာတွေနဲ့ကျေးဇူးတရားတွေတည်တက်ပြီးတော့ပြန်လဲကျေးဇူးဆက်တင်ကြတယ်လို့ယုံကြည်ယူဆပါတယ်။ဘာကြောင့်ထို့သို့ယုံကြည်ရလဲဆိုရင်မိဘတွေကိုအနန္တောနန္ဒ၅ပါးခိုင်းဝင်ကျေးဇူးရှင်ကျေးဇူးသခင်အနေနဲ့ဖခင်တရားတန်ခါယရဏ၃ပါးနဲ့တခိုင်းနဲ့ထားပြီးတော့ကျေးဇူးအကြီးမားဆုံးဆိုတဲ့အနန္တောနန္ဒလို့ခေါ်တဲ့မိဘနဲ့ဆရာယရဏ၃ပါးနဲ့တခိုင်းနဲ့ဘာကြောင့်ထားလဲဆိုတော့မိဖဆိုတဲ့ဖခင်နဲ့မိခင်တို့ဟာသားသမီးတွေကိုဘလောက်ပဲသားသမီးတွေပေါ်ဆိုးရွားလုံးပါတယ်ဆိုရဲစွန့်ပစ်ခဲ့ပါတယ်ဆိုရဲမိဘတွေပဲဆိုပါစေအောင်ထိုမိဘတွေကထိုသားသမီးမွေးဖွားလူလောကရောက်လာဖို့ဝမ်းနဲ့လည်းပြီးတော့6လလွယ်10လမို့ဖွားပြီးတော့အသက်ဆုံးပြီးတော့မွေးဖွားပေးခဲ့ရတယ်လို့ဖခင်မှလည်းအသက်ဆုံးပြီးတော့ရှာဖွေဆောက်ရှောက်ခဲ့ရမှာတွေပြုစုခဲ့ရမှာတွေရှိပါတယ်ထို့သောရှာဖွေဆောက်ရှောက်ပြုစုမှုမရှိဘူးဆိုရင်တော့မှဒီသားသမီးတွေဖြစ်လာဖို့ဒီမိဘတွေမှာဒါမိဘတို့အနေနဲ့သားသမီးတွေကိုဒါစတင်မွေးဖွားပေးလိုက်တယ်စတင်လူလောကတွေရအောင်ဖြစ်တည်လာစေတယ်ဆိုကြတဲ့ဟိုကဒါကိုလူလောကမှာအမတန်ရတောင်းရခဲ့တယ်မြတ်စွာဘုရားရဲ့ဟောမိန်တဲ့တရားနဲ့ဆိုရင်တုံလဘတရား၅ပါးနဲ့ပြည့်စုံတဲ့ဒီလူသားဘဝလူလောကတွေရောက်လာခွင့်ရတဲ့အပေလေးပုံမှာတော့မဖြစ်ပဲနဲ့ဒါဒုက္ခတိဘုံလို့ခေါ်တဲ့ဒါလူဘုံနတ်ဘုံဗြဟ္မဘုံမှာပါဝင်တဲ့နတ်တွေဗြဟ္မာတွေထက်တောင်မှကုသိုလ်ပြုလုပ်ခွင့်ရတဲ့အရာမှာတာလွန်ဆုံးဖြစ်တဲ့ဘုံဘဝဒီလူလောကလူဘဝမှာဒါဖြစ်တည်လာဖို့ဆိုတာအင်မတန်ကိုကံထူးလုံးပါတယ်မိဘတွေလည်းကျေးဇူးအင်မတန်ကြီးတယ်ဆိုတာကိုနှလုံးသွင်းပြီးတော့မိဘတွေကိုဘလောက်ပဲဆိုးရွားတဲ့မိဘဆင်းရဲနွမ်းပါးနေကြတဲ့မိဘအဆင့်တန်းမရှိပါဘူးလို့လူလောကလူခေါ်ပေါ်လူတွေရဲ့ပတ်ဝန်းကျင်ရဲ့ပြည့်ညက်ချက်တွေကြားမှာနေပါလုံးနေတဲ့မိဘဖြစ်နေပေမဲ့လည်းကိုယ့်ရဲ့မိဘကိုတဖန်ပြန်လဲကျေးဇူးတည်တက်ဆောက်ရှောက်ပြီးတော့တခြားဘာကျေးဇူးမှမရှိပါဘူးလို့ဆိုပါစေအောင်ကိုလူလောကတွေရောက်လာအောင်ခေါ်ဆောင်ပေးခဲ့တဲ့ကျေးဇူးမွေးဖွားထိန်သိမ်းဆောက်မွေးဖွားပေးခဲ့တဲ့ကျေးဇူးဒီကျေးဇူးတွေနဲ့တင်ပဲကိုယ့်ရဲ့အသက်ကိုဖန်ပြီးပေါက်ဖွားစေခဲ့တာဖြစ်လို့ကိုယ့်ရဲ့အသက်ကိုဖြစ်တည်စေခဲ့တာဖြစ်လို့ကိုယ့်ရဲ့အသက်သခင်ကျေးဇူးရှင်ကျေးဇူးကြီးမားဆုံးပုဂ္ဂိုလ်တွေနဲ့တော့သဘောထားပြီးတော့ဒါနန္ဒောနန္ဒ၅ပါးကိုင်းဝင်ဖရာတရားတန်ခါယရဏ၃ပါးနဲ့တော့ကိုင်းနဲ့ထားပြီးတော့
ကိုယ်ွယ်ပူဇော်ကြရခြင်းရှိခိုးကြော့ယိုသေးလေးမြတ်ပြုကြရခြင်းဖြစ်ပါပေတယ်အဲ့ဒီလိုပဲမိဘတွေကိုသားသမီးတွေရွေးချယ်ခွင့်မရှိဘူးဆိုပေမဲ့ထိုသားသမီးတွေဖြစ်တဲ့လူငယ်လူရွယ်တွေလူလက်ပိုင်းတွေဒါလူကြီးဖြစ်သွားပြီးတဲ့အချိန်ထိလူကြီးဆိုတာလည်းတစ်ချိန်ကသားသမီးဖြစ်ခဲ့တာပါပဲမိဘတွေဆိုတာဖိုးဖွားတွေဆိုတာတစ်ချိန်ကသားသမီးထိုလူငယ်ပိုင်းလူလက်ပိုင်းလူကြီးပိုင်းဘယ်ရွယ်ပုဂ္ဂိုလ်မှမဆိုကိုယ့်ရဲ့မိဘတွေကိုရွေးချယ်ခွင့်မရှိခဲ့ကြပေမဲ့ဆရာသမားတွေစံပြပုဂ္ဂိုလ်တွေမှာတော့ရွေးချယ်ခွင့်ရှိပါတယ်ဆရာသမားဖြစ်တဲ့ပုဂ္ဂိုလ်ဆိုတာမှာဘာသာရေးကောင်းဆောင်ဆရာသမားစံပြပုဂ္ဂိုလ်အပါဝင်ထိပေါ့လောကီအတန်းကျောင်းမှာပြသပေးခဲ့တဲ့လောကီဆရာဆရာမတွေပါဝင်လောကုတ္တရာအရာကိုညွှန်ပြပေးတဲ့တန္တရာဝတ္တုခချုပ်ငြိမ်းရမဖို့နိဗ္ဗာန်လမ်းကြောင်းတွေထိလူချမ်းသာနတ်ချမ်းသာပြမချမ်းသာဖြစ်တဲ့ဘဝတွေကနေပြီးတော့အဆင့်အမြင့်ဆုံးအထက်တန်းအကျအဆုံးဖြစ်တဲ့အနိမယီမန်းချက်ပန်းနိုင်နောက်ဆုံးပန်းနိုင်ဖြစ်တဲ့မဖို့နိဗ္ဗာန်ချမ်းသာထီကိုလမ်းညွှန်ပြသပေးနိုင်မဲ့ဘာသာရေးကောင်းဆောင်ဘာသာရေးလမ်းပြဆရာသမားတွေဖြစ်တဲ့လောကုတ္တရာဆရာဖြစ်သောဆရာတော်တန်ခါတော်ရှင်သူမြတ်တွေယဟန်ရှင်သာမဏေကိုရင်သီလရှင်တွေအစမိမိတို့မှာကိုယ်ွယ်ကြည်ညိုစိတ်ကပ်ကြတာအပြင်ကိုယ့်ရဲ့အဆိုးဆုံးမှခံယူမဲ့ဆရာသမားအနေနဲ့ဆိုရင်ကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ရွေးချယ်ဖို့လည်းသင့်ပါပြီတယ်။ဘာကြောင့်လဲဆိုတော့လောကီဆရာမလောကီဆရာဆရာမမှာခဲ့ရင်တဘွားလောက်ဒုက္ခကြီးနိုင်ပေမဲ့လောကုတ္တရာဆရာမခဲ့ရင်တော့တန်တရားလုံးမှောက်နိုင်ပါပြီတယ်။လောကီဆရာတွေမှလည်းပဲလမ်းညွှန်မှာခဲ့တဲ့လမ်းညွှန်မှုကိုရပြီးတော့ကြောက်ကမ္ဘာနဲ့ကြည့်တယ်တန္တရာဝဒုက္ခကြောက်ကမ္ဘာနဲ့ကြည့်တယ်ကြာတော့မဲ့ဆက်ဆက်မှာဆရာကောင်းနဲ့တွေ့ပြီးတော့ပြန်လဲကဲတင်ခွင့်ရခဲ့လို့ဆရာကောင်းနဲ့ကဲတင်မှုစောင့်မမှုရခဲ့လို့မဖို့နိဗ္ဗာန်ချမ်းသာအရတ္တမရတ္တဖို့ဖြစ်တဲ့ယဟန္တာဘဝထိအဆုံးခန်းတိုင်ဒီထိအောက်ဆုံးဝီစီကနေအထက်ဘဝထိအောက်ဆုံးနှင်းကြဆုံးဘဝနဲ့အထက်ဆုံးဖြစ်မဲ့ဘဝထိကိုတစ်ချိန်နဲ့တဘဝတည်းအတွင်းရောက်သွားနိုင်တဲ့တာရကအနေနဲ့ဆိုရင်ဒါအင်္ဂုလိမာလာမထေမြတ်ကြီးအင်္ဂုလိမာလာယဟန္တာမထေမြတ်ကြီးဘဝကိုပဲဥပမာပုံပေးညွှန်ပြမှာဖြစ်ပါပေတယ်။ဒါကြောင့်မိမိတို့အနေနဲ့တရားချစ်ခင်ယောဂီသူတော်စင်တရားတော်မအပေါင်းတို့အနေနဲ့ယဟန်ရှင်သာမဏေသီလရှင်ဆရာကြီးဆရာလေးပေါင်းတို့အနေနဲ့မိမိတို့ရဲ့ဘဝမှာမိဘတွေကိုရွေးချယ်ခွင့်မရှိခဲ့ကြပေမဲ့မိဘတွေပေါ်တစ်ဖန်ပြန်လဲအကောင်းဆုံးကျေးဇူးပြန်ဆက်ကြံပြန်တည်တတ်တဲ့သူတော်ကောင်းစိတ်ထားတွေနဲ့သူတော်ကောင်းတရားခုနှစ်ပါးလက်ကင်ထားပြီးတော့သူတော်ကောင်းသားသမီးတွေအနေနဲ့ဘဝကိုရွေးချယ်နိုင်ကြသလိုမိမိတို့ရဲ့ဆရာသမားကိုလောကီလောကုတ္တရာဆရာသမားတွေကိုကိုယ်ွယ်အားထားရဆရာသမားတွေကိုတော့လည်းကောင်းစံပြပုဂ္ဂိုလ်မိမိတို့ဘဝရဲ့ idol အနေနဲ့စံပြပုဂ္ဂိုလ်တွေတော့လည်းကောင်းမိမိတို့အနေနဲ့အကောင်းဆုံးရွေးချယ်နိုင်ကြပါစေလို့ဆုတောင်းပတ္ထနာပြုအပ်ပါတယ်ထို့သောရွေးချယ်နည်းအကောင်းဆုံးရွေးချယ်ရမယ်နီလန်းကိုလည်းနောက်ထပ်တစ်ဖန်အခါခွင့်တင်လို့ဆက်လက်တင်ပြပေးပါမယ်ဘေးရန်ကင်းကွာသက်ရှိကျမ်းမှာစိတ်ချမ်းသာကောင်းတဲ့လူရဆန္ဒတွေပြေဝနိုင်ကြပါစေဆရာကောင်းစံပြပုဂ္ဂိုလ်ကောင်းတွေရွေးချယ်မှုမှန်ကန်နိုင်ကြပါစေကုန်သတည်းမိဘကျေးဇူးဆန္ဒနဲ့တာကောင်းသမီးကောင်းယရနာတွေဖြစ်ကြပါစေ